ပြီးခဲ့တဲ့တစ်ခေါက်ပကြီးဆွဲပြတော့ကလူအချို့ကကြည့်ပြီးတော့လိုက်မဆွဲတတ်ဘူးလို့ပြောကြတယ်ဒီနေ့ဆွဲပြမယ်ပကြီးကိုတော့မင်းတို့တွေလိုက်မဆွဲတတ်တော့ဘူးဆိုတာမဖြစ်နိုင်တော့ဘူးတကယ်ကိုရိုးရှင်းလွယ်ကူလုံးလို့ပါခဲတံမှုန်လေးတွေကိုစိတ်ကြိုက်ချစ်ချလိုက်ပါပြီးရင်တချို့လေးနည်းနည်းယူပြီးတော့အားရပါရပို့တိုက်ပေးလိုက်ပါကောင်းကင်ပုံစံထွက်လာလိမ့်မယ်ပြီးရင်ခဲဖြတ်တုံးလေးနဲ့စိတ်ကြိုက်လေးပို့ဆွဲပြီးအဖြူရောင်လင်းဖော်ပေးကတိမ်တိုက်တွေကိုဆွဲလိုက်ပါအိုင်ယာရလက်ကမစိုးဘူးပဲဟုတ်တယ်မလားစက်ကူဖြူတရက်ယူပြီးတောင်ပန်ပုံစံလိုမျိုးစုပ်ခဲလိုက်ပါပြီးရင်ပကြီးကားပေါ်မှာဒီလိုလေးကတ်လိုက်ပါတကျူးမှာခဲတံမှုန်လေးတွေတို့ယူပြီးအပေါ်ကနေအောက်ကိုပို့ဆွဲလိုက်ရင်တောင်တလုံးထွက်လာပြီး okay ပြီဒီနီလန်အတိုင်းပဲနောက်ထပ်တောင်တလုံးထပ်ဖြဲပြီးခဲတံမှုန်များများနဲ့အပေါ်ကနေအောက်ကိုဆွဲချလိုက်ရင်ဒုတိယမြောက်တောင်ထွက်လာပါပြီစက်ကူကိုပြောင်းပြန်လှန်ပြီးအောက်ကနေအပေါ်ကိုပို့ဆွဲလိုက်ရင်ရေထဲကအရေးပုံစံထွက်လာမယ်အရန်လွယ်ကူပြီးရိုးရှင်းပါတယ်အဲ့ဒီနောက်ခဲဖြတ်ကိုယူပြီးအရားလိုက်ဘဲပြန်ညာပြန်ပို့ဆွဲပြီးရေပြင်းနဲ့ရေလိုင်းလင်းပြန်တာကိုဆွဲလိုက်ပါဆက်ပြီးတော့မြင်းတစ်ချောင်းဆွဲပြီးစိတ်ကြိုက်ချစ်ဆွဲလိုက်ရင်ကန်းချေမြေပြင်လေးထွက်လာမယ်မြေကမ်းဘေးမှာခြံစည်းရိုးပုံစံလေးဆွဲဖို့အတွက်မြင်းနှင်းငယ်နဲ့ပုံဖော်လိုက်ပါညာဘက်ကိုမြင်းမြင့်ဆွဲပြီးဘယ်ဘက်ကိုနှိမ့်နှိမ့်လေးဆွဲရမယ်နော်ဒါကလက်ရှိအောင်နဲ့တင်ဆွဲလို့ရနေပြီမဟုတ်ဘူးလားပြီးရင်ခြံစည်းရိုးရဲ့တစ်ဖက်ကိုအမဲရောင်ပူတော့အောင်ချစ်ပြီးကျန်တဲ့တစ်ဖက်ကိုတော့အဖြူရောင်ခြံထားလိုက်ရင်သုံးဖက်မြင်သုံးပုံစံမျိုးထွက်လာလိမ့်မယ်နောက်ဆုံးအနေနဲ့ကျူပင်လေးတွေဆွဲကြမယ်အရင်ဆုံးအတူအရှိမတူတဲ့မြင်းလေးတွေကိုစိတ်ကြိုက်ရှောက်ဆွဲလိုက်ပါပြီးရင်တော့မြင်းတွေရဲ့အဖျားနားမှာလှိုင်းခွေးတူလေးတွေကိုစိတ်စိတ်လေးဖြည့်ပေးလိုက်ရင်ကျူပင်လေးတွေပြီးပြည့်စုံသွားပါပြီဒီပကြီးကားကိုမှနိုင်မဆွဲတတ်သေးဘူးဆိုတဲ့သူရင်လာပြောကြပါငါမင်းတို့အိမ်ထိလိုက်ဆွဲပေးမယ်ပြီးပါပြီ